vibe ကိုအပြေးအဝရနိုင်မဲ့အိမ်လေးတစ်လုံးကိုကျွန်တော်အခုရောက်နေတယ်မျက်နှာစာကလည်းအခုမိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲမျက်နှာစာမှာတင်ပေ83ပေရှိတယ်မန္တလေးလာရှိုးလမ်းကိုလည်းနှစ်ကွက်ပဲငုတ်ထားပေးတယ်ဒီကနေတော့မန္တလေးလာရှိုးလမ်းကိုတန်းမြင်ရတဲ့အနေထားလေးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ခြံဝင်းတွေကိုလေ့လာကြည့်အောင်အိမ်အဝင်းမှာတကားအနေနဲ့ကနှစ်ခုရှိတယ် main door ရယ် mini door ရယ်နှစ်ပေါက်လုံးကလည်းတန်မန်းတကားကိုလှလှပပလေးတွေနဲ့ဒီဇိုင်းဆင်ပုံဖော်ထားပေးတယ်အိမ်အဝင်းမှာ remove ခလုတ်လေးနှိပ်လိုက်ရုံနဲ့တကားလေးကပွင့်ပြီးတော့အလိုလိုဝင်လို့ရမယ် system လေးလည်းပါရှိတယ်ခြံဝင်းထဲမှာလည်းအခုမိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲကားကိုလည်းအများကြီးရက်လို့ရမယ်အိမ်ထဲမှာတွေကိုပါတီပွဲတွေလုပ်လို့ရမယ် landscaping ကောင်းတဲ့ခြံဝင်းလေးလည်းဖြစ်တယ်အဲ့တော့ဒီခြံရဲ့အကျယ်ကမျက်နှာစာ83ပေရှိမယ်နောက်ပိတ်ကပေ90ဘေးနှစ်ဖက်အရှည်ကပေ150တောင်မှကျယ်ဝန်းတဲ့ luxury ဆန်ဆန်အိမ်လေးတစ်လုံးလည်းဖြစ်တယ်ဒီနေရာကပြင်ဦးလွင်မြို့ရဲ့ရက်ကွက်ကြီး17ရင်ငယ်ထဲမှာတည်ရှိတယ်မူလရွာမြေအမျိုးသားဖြစ်ပြီးတော့နီးနာပတ်ဝန်းကျင်လည်းအခုမိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲလူနေအိမ်ကြီးအိမ်ကောင်းနေနဲ့ပြည့်နေနေတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုလည်းဖြစ်တယ်မျက်နှာလဲကဒီအိမ်ကအရှိအရက်ကိုလှည့်ထားပေးတယ်လူကြိုက်ရမ်းများတဲ့မျက်နှာလဲလေးလည်းဖြစ်တယ်။မာကြီးအိမ်ထဲမဝင်ခင်ပြင်ဦးရဲ့ vibe ကိုအပြေးအဝကိုရတယ်ဒီမှာထင်းရှူးပတိတာလေးကိုဘယ်ရောညာရောမှာအလှဆင်ထားပြီးဒီဘက်မှာလည်းသစင်ပန်းလေးတွေနဲ့တကယ်ကိုခြံရဲ့အဝင်မာတွေကိုလှလှပပလေးတွေနဲ့ပုံဖော်ထားပေးတဲ့အနေအထားမျိုးအိမ်ထဲကိုမဝင်ခင်လမ်းရဲ့ဘေးညာမှာအပင်လေးတွေစိုက်ထားပေးတာကတကယ်ကိုစိတ်ကြည်နူးဖို့ကောင်းတဲ့အိမ်မျိုးလေးလည်းဖြစ်တယ်ဒီအိမ်ရဲ့အကျယ်ကမျက်နှာစာပေ60ရှိတယ်ဘေးနှစ်ဘက်အရှည်က45ပေတီရှိတဲ့ RC တစ်ထပ်တိုက်လေးလည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့အိမ်ထဲကိုသွားလေ့လာရအောင်အဲ့ဝင်လိုက်တာနဲ့အေကန်ကိုတကယ်ကိုအကျယ်ကြီးပဲပေ30နီးပါးလောက်ကိုရှိတယ်အေကန်အကျယ်ပါလေအပေါ်မှာလည်းမျက်နှာချက်10လေးမှာ light box လေးတွေရောမီးဆိုင်လေးတွေနဲ့ရောအလားဆင်ထားပြီးတယ်ဒီဘက်ချမ်းမှာတော့ဒါ shrine area လေးဖြစ်မယ်ဘုရားဝတ်ပြုလို့လည်းရမယ်ဒီဘက်မှာနောက်ထပ်စင်ငယ်ကန်းလေးဖြစ်မယ်စင်ငယ်ကန်းကလည်းလင်းလင်းရှင်းရှင်းလေးနဲ့ကျယ်ဝန်းတဲ့အနေထားလေးဖြစ်မယ်အပေါ်မှာလည်းမီးဆိုင်တွေရော light box လေးတွေရောပါမယ်အောက်မှာကလည်းကျွန်းပါကီကိုသုံးထားပြီးတယ်ကျွန်တော်တို့တခြားကန်းတွေကိုလေ့လာကြည့်အောင်ဒီဘက်ကိုဆက်လာရင်နောက်ထပ်အေကန်းတစ်ခုရှိမယ်ဒီအေကန်းကိုမဝင်ခင်ဒီမှာတကားလေးလည်းပါရှိတယ်ကျွန်းတကားကိုသုံးထားပြီးတယ်ကိုယ့်ရဲ့မိသားစုတွေ private ဆန်စကားပြောလို့ရမယ် area မျိုးလေးလည်းဖြစ်တယ်အေကန်းကလည်းကျယ်ဝန်းပြီးတော့အပေါ်မှာ light box ရော light tray တွေရောအလှဆင်ထားပေးတဲ့အနေထားမျိုးလေးလည်းဖြစ်မယ်ဝေါ်လန့်လေးလည်းပါတော့ကျွန်တော်တို့ဒီဘက်ကအခန်းတွေကိုလေ့လာကြည့်အောင်အဲ့တော့ဒီအိမ်မှာအခန်းအနေနဲ့က master bedroom 2ခန်းပါမယ် single 2ခန်းပါမယ်အေကန်းကလည်း2ခန်းပါမယ် dining kitchen area လည်းပါမယ် common toilet လည်းပါတဲ့အနေထားမျိုးလေးလည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီခန်းကိုလေ့လာကြည့်အောင်ဒါကတော့ single ခန်းလေးကလည်းလင်းလင်းရှင်းရှင်းလေးနဲ့ကျယ်ဝန်းတဲ့မီးဆိုင်လေးတွေရော light tree လေးတွေနဲ့ရောအလှဆင်ထားပေးတယ်အောက်ကလည်းကျွန်းပါကီလေးတွေကိုပဲသုံးထားပေးတယ်ဒီဘက်မှာကဒါ common toilet ကလည်းလင်းလင်းရှင်းရှင်းလေးနဲ့ကျယ်ဝန်းတဲ့ရေပူရေအေးတွေလည်းပါရှိမယ်နောက်ထပ် master bedroom တစ်ခန်းအခန်းတွေအကုန်လုံးကအပေါ်မှာဒီမီးဆိုင်လေးတွေနဲ့အလားဆင်ထားပေးတယ်အောက်ကလည်းကျွန်းပါကီးတွေဖြစ်တယ်ဒီဘက်ခန်းကဒီကျိုးခန်းအနေထားမျိုးဆိုရင်လည်းတကယ်ကိုအကျယ်ကြီးပဲတော်တော်လေးကိုမှကျယ်တယ်ဘတ်တက်တွေလည်းပါမယ်ဘူထိုင်လေးတွေလည်းလှလှပပလေးတွေရောဒီဘက်က mirror light လေးတွေရောဆင်ထားပေးတယ် cabinet လေးတွေနဲ့တကယ်ကိုလှပတဲ့အနေထားလေးလည်းဖြစ်တော့ကျွန်တော်တို့နောက်ထပ်အခန်းတွေကိုတွားလိုက်လိုက်ဒါတော့နောက်ထပ် master bedroom နောက်တစ်ခန်းဖြစ်တယ်အခန်းတွေအကုန်လုံးကလင်းလင်းရှင်းရှင်းလေးနဲ့ကျယ်ဝန်းတဲ့အနေထားလေးဖြစ်တယ်မီးဆိုင်လေးတွေလည်းပါမယ် light tree လေးတွေလည်းပါမယ်ဒီဘက်က toilet ဆိုရင်လည်းဒါကျယ်ဝန်းတဲ့အနေထားမျိုးလေးလည်းဖြစ်တယ်ခုနအခန်းလိုမျိုးပဲအခန်းဖွဲ့စည်းပုံလည်းကောင်းတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ကိုဆက်ထွက်လိုက်ရင်ဒီဘက်မှာဒါdining area လေးမိသားစုများတဲ့မိတ်ဆွေတွေအတွက်လည်းတကယ်ကိုမှအဆင်ပြေတယ်ခမင်းစားခန်းကလည်းကျယ်ဝန်းတဲ့အနေအထားမျိုးလေးလည်းဖြစ်တယ်ဒီဘက်မှာလည်း cabinet လေးတွေနဲ့ partition လေးတွေခွဲထားပြီးတော့လှလှပပလေးအနေအထားမျိုးလေးလည်းဖြစ်တယ်အပေါ်ကမီးဆိုင်ဆိုလည်းဒီမှာကြည့်လိုက်ဖန်ခွက်ပုံစံမျိုးလေးတွေနဲ့တကယ်ကိုမှ luxury home ပုံစံမျိုးလေးဆန်တယ်ဒီဘက်ကဒါဆိုရင်ဒါ kitchen area ကတော့ဒါအိမ်ရှင်မတွေအကြိုက်ပဲလင်းလင်းရှင်းရှင်းလေးနဲ့ကျယ်ဝန်းတဲ့အနေအထားမျိုးလေးတွေလည်းဖြစ်တယ်ဒီကြွေပြားတွေဆိုလည်း granite ကြောက်ပြားတွေကိုတုံးထားပေးတယ်ဘီဇင်ကလည်းဇောင်းနဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစင်စားတယ်ဒီစင်မာကိုစိတ်ပူစရာကမလိုဘူးအောက်မှာလည်း cabinet လေးတွေနဲ့အလှဆင်ထားပေးတယ်ဝင်းကလည်းကျယ်တော့ landscape ကလည်းတကယ်ကောင်းတယ် channel မှာတော့တီးပင်စားပင်တွေတစ်ပစ်ပန်းမှန်တွေတော့တကယ်ကိုလှပပြီးတာယာတဲ့အနေအထားမျိုးလေးလည်းရှိတယ်အနားယူအပန်းဖြေလို့လည်းကောင်းဒီနေရာကပြင်ဦးလွင်မြို့ရဲ့အထင်ကရတွေဖြစ်တဲ့မဟာအန္တုကန္တာဘုရားကြီးပွဲကောက်ရေတံခွန်တို့ရဲ့အနီးမှာလည်းတည်ရှိမယ်
ရုံးနေကိုပိုင်ကျောင်းနေဈေးတွေရဲ့စားတောက်ဆိုင်တွေရဲ့အနီးမှာလည်းရှိတယ်ဘားတွေရဲ့အနီးမှာလည်းတည်ရှိတယ်လူမျိုးခြံဝင်းကလည်းကျဲမယ်ပတ်ဝန်းကျင်ကလည်းကောင်းမယ်မြေကလည်းခိုင်ပါမယ်စိတ်ဝင်စားတဲ့ဆိုရင်တော့ခေါ်ဆိုထားတဲ့ဈေးနှုန်းက3,900နဲ့800ဖြစ်ပါတယ်ဒီဦးလင်မှာ3,000အောက်မှာဒီလိုခြံအကျယ်ဝန်းမျက်နှာစာပေ80နောက်ပိတ်ကပေ90ဘေးနှစ်ဖက်ကပေ150အိမ်ကလည်းဒီလိုအာစီဒုကောင်းကောင်းနဲ့အိမ်မျိုးရနိုင်ဘူးဆိုတာကတော်တော်လေးရှားတယ်ခေါ်စော်လာတဲ့ဈေးနှုန်းကလူကြားကောင်းပြီးတော့တင်းတော်တဲ့ဈေးနှုန်းဖြစ်တဲ့3,000အောက်မှာ9,800ကိုညှိနှိုင်းပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Sweet Facebook TikTok YouTube Channel တွေကနေဆက်သွယ်စုံစမ်းနိုင်ပါတယ်ကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကျေးဇူးတင်ရှိပါတယ်